မိဘပြည်သူများခင်ဗျာအခုမြင်တွေ့နေရတာကတော့အာဇာနည်ခေါင်းဆောင်ကြီးမန်းဘာခိုင်ရဲ့မိသားစုဝင်များဖြစ်ကြတဲ့မြေးများဖြစ်ကြတဲ့မန်းမျိုးခိုင်နန့်ဆိုးဆိုးခိုင်နန့်လွင်ဝါဝါခိုင်နဲ့မြင့်များဖြစ်ကြတဲ့နန့်ခိုင်လျှမ်းဝင့်ဒီတာစအောင်ပြေကိုတို့ကနေအာဇာနည်ခေါင်းဆောင်ကြီးများအားလာရောက်ပြီးတော့လွမ်းသူပန်းခွေချဂါရပြုတ်နေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်ခင်ဗျာအာဇာနည်ခေါင်းဆောင်ကြီးမန်းဘာခိုင်ဟာမြို့ဝကျုံပေါ်မြို့ရွာများမှာမွန်ကရင်အသင်းဖွဲ့များတည်ထောင်ခဲ့ပြီးတော့ကရင်အမျိုးသားများအတွက်နိုင်ငံရေးလူမှုရေးပညာရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်1940ခုနှစ်မှာမန်းဘာခိုင်ဟာတရားရေးဌာနရဲ့အတွင်းဝန်အဖြစ်နဲ့ခန့်အပ်ခံရပြီးတော့ဂျပန်ခေတ်အတွင်းမှာဖက်စစ်တော်လှန်ရေးအတွက်စီစဉ်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်